ဒီတခါတော့ကျွန်တော်တငယ်ချင်းမိသားစုအိမ်မှာလားလေတော့ဝက်သလုံးချမ်းနဲ့ငပိရေပြော်လေးလုပ်ပေးပြပါတယ်အရင်ဆုံးဝက်သလုံးလုပ်ဖို့အတွက်ဂျင်းကျက်သွန်ဖြူလေးကိုကျိတ်ဆက်ထဲမှာကျိတ်ထားလိုက်ပါတယ်ရလာတဲ့ဂျင်းကျက်သွန်ဖြူလေးတွေကိုအရင်ညက်ပြီးတော့ဝက်သားကျိတ်ပြီးသားထဲမှာစားငရုတ်ကောင်းထည့်ပြီးတော့နေထားလိုက်ပါတယ်အရင်ညက်ပြီးကြံခဲ့တဲ့ဂျင်းကျက်သွန်ဖြူလေးတွေကိုရောခဏဖယ်ထားပြီးတော့ဝက်သားလေးတွေကိုအလုံးလေးတွေလှုပ်ထားလိုက်ပါတယ်ဝက်သားလေးတွေအကုန်လုံးလုံးပြီးသွားပြီဆိုရင်တော့အနည်းချက်ဖို့အတွက်ကျက်သွန်နီလေးတွေကိုအခွန်တင်ပြီးတော့တောက်တောက်ဆင်းထားလိုက်ပါတယ်ကျက်သွန်နီလေးတွေတောက်တောက်ဆင်းပြီးသွားပြီဆိုရင်တော့ခရမ်းညင်သီလေးအနေငယ်ကိုအိတ်ကလေးတွေမှာအရာပေးပြီးတော့ရင်နွေးအိုးထဲမှာပြုတ်ထားလိုက်ပါတယ်ခရမ်းညင်သီလေးပြုတ်နေတဲ့အချိန်မှာတော့အိုးထဲမှာခုနကလုံးထားတဲ့ဝက်သလုံးလေးတွေကိုစီနှဲငယ်ထည့်ပြီးတော့ကြော်ထားလိုက်ပါမယ်ဝက်သလုံးလေးတွေကိုစားစားကြော်ခြင်းမှာသွားပြီးတော့မလန်ဖို့လိုပါတယ်မဟုတ်ရင်တော့အလုံးမဟုတ်ဘဲနဲ့ခြေသွားမှာဆိုလိုပါတယ်တကယ်လို့တစ်ဖက်ကကြက်သွားပြီဆိုရင်တော့သူကသူ့လိုလိုကွာလာပြီးတော့လန်လို့ရသွားပါပြီအဲ့လိုမျိုးအကုန်လုံးလန်ပြီးတော့နှစ်ဖက်လုံးကြက်သွားပြီဆိုရင်တော့ကျွန်တော်ပကံထဲမှာသက်သက်ခွဲထည့်ထားလိုက်ပါတယ်ပြီးရင်တော့ဝက်သလုံးကြော်ထားတဲ့အိုးထဲမှာပဲစီနှဲငယ်ထည့်ပြီးတော့ကြက်သွန်နီလေးကိုအရင်စီတက်လိုက်ပါတယ်ထားတဲ့ခရမ်းညင်သီလေးကိုတော့ကျိတ်ဆက်ထဲမှာအကုန်ကြေသွားအောင်ကျိတ်လိုက်ပါတယ်ကြော်ထားတဲ့ကြက်သွန်နီလေးချက်ပြီးဆိုရင်တော့ရင်ညစ်ပြီးကြံခဲ့တဲ့ဂျင်းကြက်သွန်ဖြူလေးထည့်ပြီးတော့အယောင်နေမောနှဲငယ်ထည့်ပြီးတော့စီတက်ထားလိုက်ပါတယ်စီတက်ပြီးရင်တော့ကျိတ်ထားတဲ့ခရမ်းညင်သီထည့်ပြီးတော့ဝက်သလုံးလေးတွေကိုထည့်လိုက်ပါတယ်ရတာအတွက်စားလေးလည်းထည့်လိုက်ပါတယ်သလုံးကအနစ်ကောချက်ပြီးဆိုရင်တော့နောက်ဆုံးပိန်ရုပ်သီးလေးခတ်လိုက်ပါတယ်ငပိရေလုပ်ဖို့အတွက်တော့ကျွန်တော်ကြက်သွန်နီနဲ့ခရမ်းညင်သီလေးကိုလေးစိတ်တိုးပြီးတော့ကြက်သွန်ဖြူရုပ်သီးစိမ့်နဲ့ရောပြီးတော့အိုးပေါ်မှာမီးဖုတ်လိုက်ပါမယ်အနံလေးမွေးလာပြီဆိုရင်တော့ကြက်သွန်ဖြူနဲ့ရုပ်သီးစိမ့်လေးကိုလေးပြီးတော့ကျိတ်ဆက်ထဲမှာခြေသွားအောင်ကျိတ်ထားလိုက်ပါမယ်ပြီးသားငရုတ်သီးစိမ့်ကြက်သွန်ဖြူရဲ့မီးဖုတ်ထားတဲ့ကျန်တဲ့ဟာတွေထည့်ပြီးတော့ငပိရေနဲ့ငရုတ်သီးကြက်မုံလေးထည့်ပြီးတော့ငပိရေလေးလှုပ်ထားလိုက်ပါတယ်တို့မျိုးကတော့အိမ်မှာရှိတဲ့ဆလဲရွက်တွေနည်းနည်းမင်းနေနဲ့အကုန်လုံးလှုပ်ထားလိုက်ပါတယ်သလုံးလေးတက်ပြီဆိုတော့ဝက်သလုံးလေးခူးပြီးတော့နောက်ဆုံးကစုံရွက်ကြော်ဖို့အတွက်ကစုံရွက်လေးတွေကိုတင်ထားပြီးတော့အိုးထဲမှာကြက်သွန်နီကြက်သွန်ဖြူကြော်ပြီးတော့ကစုံရွက်လေးထည့်ပြီးတော့ကြော်ထားလိုက်ပါတယ်ဒီရတာအတွက်တော့စားခီးစီနဲ့ဘင်္ဂမြာရီလေးထည့်ပြီးတော့အဆုံးပိတ်စီမွေးနဲ့ငရုတ်သီးစိမ့်လေးထည့်ပေးလိုက်ပါတယ်来来，哎，OK。